left language ၅မျိုးကိုလည်း sharing လုပ်ပေးကြပါတယ်ပထမတစ်ခုကတော့စကားလုံးကိုချစ်ရတဲ့သူတစ်ယောက်ယောက်နဲ့ခင်မင်ရင်းနှီးမှုရကျင်နေဆိုရင်ကျွန်တော်တို့စကားလုံးလေးတွေကိုအသုံးပြုရတယ်စကားလုံးတွေအသက်အရေးကြီးတယ်နော်လှဖို့လည်းလိုအပ်တယ်ချိုးသားနေဖို့လည်းလိုအပ်ပါတယ်အဲ့ဒါမှလည်းကျွန်တော်တို့ကခင်မင်ရင်းနှီးမှုရမှာပါချစ်သူရှိတဲ့ဆိုရင်လည်းစကားလုံးလှလှလေးတွေကလိုအပ်နေသေးတာပဲအဲ့ဒါကြောင့်လဲကိုမောင်မောင်ပူတူသေးလေးခုံးနေကြတာပါဒုတိယတစ်ခုကတော့လက်ဆောင်မှာကျွန်တော်ကိုယ့်ရဲ့ကောင်မလေးကိုယ့်ရဲ့ဇနီးကဘာကြိုက်တယ်လဲကိုယ့်ရဲ့ crush လေးကဘာကြိုက်တယ်လဲအဲ့လိုသူတို့ကြိုက်တဲ့အရာလေးတွေလက်ဆောင်ပြီးရင်ပျော်ကြတယ်သူတို့ကိုပျော်ထားတယ်အဲ့တော့ကိုလည်းပျော်ရတယ်ကျွန်တော်တို့ရဲ့အချစ်တွေလည်းတိုးပွားစေတာပေါ့နောက်ထပ်တစ်ခုကကျတော့စားပစ်သူတို့ကြိုက်တာလေးတွေလိုက်လုပ်ပေးတာသူတို့သွားခြင်းတဲ့နေရာလေးလိုက်ပို့ပေးတာသူတို့စားခြင်းတာလေးလိုက်ဝယ်ကြတာဒါတွေကစားပစ်ပေးနေရပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့အတူတူအချိန်ကုန်ဆုံးခြင်းဒါကလည်းနံပါတ်3အချက်နဲ့နည်းနည်းတူပါတယ်သူနဲ့အတူကောင်းမွန်တဲ့အချိန်လေးတွေကိုကုန်ဆုံးစေတာရုပ်ရှင်အတူတူကြည့်တာဗီဒီယိုကောပြောတာအဲ့လိုမျိုး quality time လေးတွေကိုဖန်တီးပါနောက်ဆုံးတစ်ချက်ကတော့အထည်အတွေ့ဒါကတော့ချစ်သူအစင်ပေါ့နော်လက်လေးကန်ရတာပါးလေးကိုနမ်းရတာဒီလိုမျိုးနူးညံ့တဲ့အထည်အတွေ့လေးတွေကိုပြောတာပါအခုပြောခဲ့တာလေးတွေကတော့ left language 5မျိုးပါဒီထဲကကိုချစ်သူကိုရဲ့အိမ်တော်မက်ကဘယ်လိုမျိုးအရာလေးတွေကိုပို့ပြီးညှက်တက်လဲအများကြီးမဟုတ်ပါဘူးနှစ်ခုလောက်ပါပဲအဓိကအဲ့ဒီနှစ်ခုကိုလုပ်ပြီးရင်ကိုမိတ်ဆွေတို့ရဲ့ relationship က healthy relationship လေးဖြစ်မှာပါ